The moon don't carry a change places are don't they all take a beat or be Dino change your mind Bagum your limele A chica love swing ya the tie Me day the time you kiss a lay me day hold on not The pill is it taken up but chicken the out to baby and not gonna love who choose again to dim in I know and the eye from the song can change my yama song night boy yeah that's how we get me there the day you kiss a ladyဒီဆိုရှင်မြန်သွားခဲ့တယ်ညီလေးအောင်ထက်ရဲ့ရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းသုံးသပ်ပေးပါအောင်ခင်ဗျာဒီရှင်းကတော်တော်လေး range ကတော်တော်ကျယ်ပါတယ်တော်တော်လေးခက်ပါတယ်ရင်တမမနဲ့ကြည့်နေရတာပေါ့အနေငယ်အားနဲ့ချက်လေးတော့တွေ့ရပါတယ် high pitch ရှင်နေရာမှာဒါလည်းမိမိရဲ့ stamina ကျမကြီးတစ်ခုခုပေါ့အဲ့ဒါကြောင့်ဖြစ်တယ်လို့ယူဆတယ်ငကိုကတချင်းတိုက်တော့ဒီလိုအောင်ထက်ဖြစ်ခဲ့မှာမဟုတ်ဘူးထင်တယ်အခုတော့နည်းနည်းလေးအဲ့နေရာလေးနည်းနည်းလေးတိတာသွားတယ်တားဒါပေမဲ့တင်ဆက်ပုံတချင်းရွေးချယ်ဘူးတီဆိုဟန်တွေကတော့အောင်ထက်ဆိုနေကြအတိုင်းတကယ်ကောင်းပါတယ်အဲ့ဒီ high pitch နေရာမှာကြားတော့ဒီတတလေးကြားလိုက်ရတဲ့အပိုင်းလေးတွေရှိပါတယ်ဒါပေမဲ့အစဆုံးတင်ဆက်သွားတာကိုတော့တော်တော်လေးသဘောကျပါတယ်လို့တချင်းခက်ခက်ကြီးကိုလေရွေးချယ်ပြီးရွေးချယ်ပါဆရာမမအနေနဲ့ကတားကိုအမြဲတမ်းပြောပါတယ်တာ
ဒါအမြဲတမ်းဆိုတာဒါညမထဲကနေပြီးတော့ဒီသချင်းတွေအကုန်လုံးကိုအမြဲတမ်းထည့်ဆိုရဲဆိုတဲ့ဥစ္စာတော့ဘလို့မှညင်းလို့မရဘူးเนาะဒါပေမဲ့အဲ့ဒီတော်တော်ပညာသားပါတဲ့သချင်းတစ်ပုဒ်ကိုဒါရွေးချယ်ထားဒါကိုလည်းတွေ့ရတယ်ဒါလည်းဆရာတွေရွေးပေးတဲ့အထက်ကနေပြီးတော့ဒါရွေးတယ်ဆိုတော့ဒါဟာပညာသားပါပြီးသားနည်းနည်းခက်တဲ့သချင်းကိုဒါကိုဆိုခိုင်းနေဆိုတာလည်းဒါသဘောပေါက်မှထင်ပါတယ်เนาะဒါပေမဲ့ခုနကကိုကုဆဲပြောသလိုအဲ့ဒီ high pitch လေးတနေရာတော့ဒါနည်းနည်းလေးမမတို့ရင်တမမလေးနဲ့သားကိုနားထောင်နေရတဲ့အချိန်မှာပြေးပြေးဝဝလေးမရောက်သွားတာလွဲလို့ကျွန်တော်ကတော့သားရဲ့ဟန်ပန်အတိုင်းသားဆိုနေကြအတိုင်းအကောင်းဆုံးဖြစ်အောင်သားဆိုသွားနိုင်တာတွေ့ရတယ်အဲ့တော့မမတခုပြောချင်တာသားအနေနဲ့ပွဲနီးလာပြီเนาะတဖြည်းဖြည်းနဲ့ပွဲကနီးလာပြီလက်တကမ်းမဲလို့တော့တယ်အဲ့တော့ကိုဖြစ်ချင်တာကိုစူးစမ်းရင်းနဲ့ကိုယ့်ရဲ့ကျမ်းမာရေးအခြေအနေကိုလည်းသားအနေနဲ့ give side တင်တယ်လို့မမထင်တယ်เนาะ music producer ကဆရာလောက်ရတဲ့နေပါနေ့စမှာတားတဲ့တချင်းကိုဒီတချင်းကလည်းတချင်းကအစင်တန်းမြင့်လို့မျိုးကြီးတဲ့ကြီးဒဏ်ရာလည်းတားရဲ့အမြဲတမ်းအကောင်းဆုံးတွေဖန်တီးနိုင်တာကိုဒဏ်ရာလည်းတားနဲ့တားကိုပြန်ပြီးစွန့်စားခိုင်းခြင်းနဲ့ဆန္ဒနဲ့လှုပ်ခဲ့တာလို့ယုံကြည်ပါတယ်ဒီတချင်းကိုတင်ဆက်တဲ့အခါမှာ reason နေ့ကတားအကောင်းဆုံးဖြောပြနိုင်ခဲ့တယ်အဲ့တော့တားက original key လောက်တောင်မှပဲပိုင်ပိုင်နဲ့ဆိုနိုင်ခဲ့တဲ့တော့လွတ်မြောက်အောင်အတန်လှုပ်တာလှဲ့တာဖြစ်အောင်လို့ဆရာတို့ half tone ချခဲ့တာပါအခုတကယ်ပြိုင်ပွဲနေဆိုတော့ tension တွေကများလာပြီလူတွေရှိမှလည်းရှင်ပြိုင်ရတဲ့အခါမျိုးကြတော့တားပေါ်မှာ stress တွေရှိတယ်ဒီလိုအချိန်မျိုးမှာတားနားနေရတာမလုံလောက်တဲ့ဟာမျိုးတွေရှိတယ်ရှိတဲ့အခါမှာ high pitch မှာနည်းနည်း crack tone တွေသွားတွေ့ရတယ် crack tone တွေ့တော့ဘာဖြစ်လဲ crack tone တွေ pitch မှာဆရာတို့ 100% အမှတ်ပေးလို့မရဘူးဖြစ်သွားတယ်ဒါပေမဲ့တချင်းဟန်ချက်ကိုထိန်းကြီးတဲ့ခါမှာတားအကောင်းဆုံးလုပ်နေဒါလေးတစ်ချက်မှတပါးပါနော်ဒါပေမဲ့နောက်ပြန်ဝင်နေကြတယ်တားဒါကိုသတိထားရမယ်နော်ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါဆရာ ပထမ sorry ပါသားဒီသချင်းကဆရာနဲ့သားနဲ့တိုင်ပင်ပြီးရွေးကြတာပေါ့နော်ရွေးတဲ့ခါကျတော့ဒီသချင်းလည်းပါတယ်နေ့စီဝင်ကပါလို့သချင်းလည်းပါတယ်ဒီသချင်းကပို့ပြီးတော့ဟိုခက်ပါတယ် key range က vocal range ကအကျယ်ကြီးပဲပေါ့နော်ဒီကီသချင်းကိုအရင်တော့ပြိုင်ပွဲတွေမှာလည်းပြိုင်တာတော်တော်ရှားတယ်ဒါပေမဲ့တယောက်တလေပြိုင်တော့လည်းတော်တော်လေးဟိုအဆင်မပြေဘူးပေါ့အဲ့တော့အောင်ထက်ဆိုရင်ဘယ်လိုနေမလဲဆိုပြီးတော့စိတ်ထဲမှာစမ်းကြည့်နေတာလည်းပါပါတယ်နောက်ဆရာ user တစ်ခုကတော့အခုဒီပြိုင်ပွဲကဒါအနုပညာဖန်တီးနေတာလို့ဆရာမယူဆသေးဘူးဒါလေ့ကျင့်ခွင့်ပဲအဲ့တော့လေ့ကျင့်ခွင့်ဆိုတာဆရာတို့ကဘယ်လောက်ထိလုံနိုင်တယ်ဘယ်လောက်မလုံနိုင်ဘူးလဲဆိုတာအချိန်မျိုးရေးဆရာတို့လေ့ကျင့်နေရမှာပဲဟိုဒီနေရာမှာဒီလိုဖြစ်သွားရင်တကယ်အနုပညာပြိုင်ခွင့်နဲ့ရောက်ရင်တော့ဆရာတို့ကတူတူပို့လျှော်လေးတွေလုပ်ပြီးတော့လုပ်သွားရမှာပေါ့အခုလေ့ကျင့်ခွင့်မှာတော့ဆရာတို့ကတတ်နိုင်တယ်မြတ်ကြိုးစားကြည့်ရမှာပဲ10ပေလောက်မြင့်ခုန်နိုင်ပြီး10ပေတစ်လက်မှရအောင်ကြိုးစားကြည့်ရမှာပဲနောက်ဆုံးမရကမှဆရာတို့ပြန်ဆင်းပါပေါ့နော်အဲဒီသဘောလဲပါပါတယ်ဒါကြောင့်မို့ဆရာကတော့အခုလိုစွန့်စားတာကိုအပြည့်အဝအားပေးတယ်ဒီလိုစွန့်စားလို့လေ့ကျင့်တော့ရတယ်တကယ်ပြိုင်တဲ့ခါမှာဒီလိုမျိုးလေးချွတ်ချော်တတ်တယ်ဒါလေးကိုသိသွားရင်ဒါကိုယ့်အတွက်ဒါတန်ဖိုးပါပဲနော်နောက်တစ်ခုကဆရာသတိထားကြည့်မိတာတစ်ခုရှိတယ်ကလေးတွေဒီနေ့ဆိုရင်ပိုသတိထားမိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပြိုင်ပွဲကနေနားထားရတဲ့ကလေးတွေကဆိုတာမှာအမှားယွင်းရှိရင်ရှိမယ်ဒါပေမဲ့လက်လက်ဆက်ဆက်ပေါ့ပါပါအကုန် fresh ဖြစ်နေတာပေါ့နော်အခုဒီပြိုင်ပွဲမှာတောက်ချောက်သားတို့က4-5-6လလောက်ပြိုင်လာတဲ့ခါကျတော့အဲ့ဒီဒဏ်တွေကကိုဆိုတဲ့နေရာမှာနေရာတိုင်းမှာသူကထိုးနှက်နေတာပဲလေနော်အဲ့တော့ဒီဒဏ်ကိုကြံ့ကြံ့ခံနိုင်တာကိုလည်းဆရာတို့ကချီးကျူးပါတယ်နော်ဒီလောက်ထိဒီဒဏ်ရက်တွေကြားထဲကနေပြီးတော့ဒီလောက်ထိလေ့ကျင့်ခန်းတွေအပြည့်အဝလုပ်နိုင်တယ်ဆရာတော့ဂုဏ်ယူပါတယ်အနေချင်းအမှားယွင်းဖြစ်လဲဆရာတော့သဘောကျတယ် ကျေးဇူးပါဆရာ ဟုတ်ကဲ့ဒီဘက်မှာဆိုလို့ရှိရင်မဲပေးတဲ့ပုံစံအပြောင်းလဲရှိတယ်ကိုအားပေးတဲ့ပရိသတ်တွေအပြည့်အဝမဲပေးခွင့်ရပါတယ်ဆိုတော့ဒီပေါ်မှာရောကိုပူပန်မှုဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့ကျင်းတဲ့အားရမှုရှိလားဆိုတော့ခန်းစားချက်လေးကိုလည်းပရိသတ်တွေကိုရင်းစုံမျှဝေပေးပါကျွန်တော်ကတခြားဘာမှတော့သိမတွေ့ပါဘူးအကောင်းဆုံးမတင်ဆက်နိုင်မှာပဲကျွန်တော်စိုးရင်လားကျွန်တော်တော့မစိုးရင်ဘူးဘာလို့လဲဆိုတော့အောက်ကဒီအောင်ကျွန်တော်တို့ကြည့်ပြီးတော့ဒီအောင်ကျွန်တော်တို့ချင်းဆိုတယ်ဆိုပြီးအောက်ကလိုက်ခံစားနေတယ်အများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးမတင်ဆက်နိုင်ဘူးဆိုရင်ကိုကိုတော့သိပြီးတော့ကျင်းနေမှုမရှိဘူးပေါ့ဟုတ်ကျွန်တော်တော့မရှိပါဘူးဟုတ်ဒါဆိုလို့ရှိရင်အခုဖျော်ဖြေခဲ့တဲ့ရှင်ပြန်ခဲ့တဲ့တခြင်းပေါ်မှာရောဘယ်လိုမျိုးခံစားချက်ရှိလဲကျင်းနှမှုပြေးသွားရလားဒါမှမဟုတ်လို့ရှိရင်ပြည်သက်တွေအတွက်တခုခုပြောပြချင်တာမျိုးရှိသေးလားမရှိပါဘူးကျွန်တော်ရွေးချယ်ခဲ့တယ်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်ရာအားလုံးပြင်ဆင်ခဲ့တယ်ဒါပေမဲ့မှားသွားတယ်မှားတာပါပဲ
ဟုတ်ရပါတယ်